ချစ်သူဟောင်းရွှေမဲပုံစီကိုပြန်သွားတာနဲ့ပတ်သက်ပြီးတော်လေးလူပြောများနေတဲ့ဂျီဖိတ်နိုင်ငံကျော်ဆိုတော့တအုပ်ဖြစ်သူဂျီဖက်ကတော့သူ့ရဲ့ခြေနဲ့ပတ်သက်လာရင်နည်းနည်းလေးမှမပုံးကွယ်ပဲနဲ့အမြင်နဲ့ချပြတဲ့သူတစ်ယောက်ဖြစ်တာကြောင့်အခုလက်ရှိအခြေရေးကိုလေပရိသတ်တွေတီအောင်တရားဝင်ချပြထားခဲ့တာဖြစ်ပါတယ်။အကြောင်းကတော့ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှထွက်ရှိခဲ့တဲ့ဂျီဖက်ရဲ့သချင်းသေးတမှုတရားနဲ့ကြီးတဲ့ຫນွေသချင်းဟာမြန်မာနိုင်ငံရဲ့လူငယ်တွေကြားတဲ့အတော်ကိုရေးပဲစားခဲ့တာပါ။ဂျီဖက်ကတော့ဒီသချင်းကိုသူကိုယ်တိုင်ရှိသူကိုယ်တိုင်ဆိုပြီးရွှေမဲပုံလို့ခေါ်တဲ့ရီစာဟောင်းစီကိုပြန်သွားခဲ့တာဖြစ်ပေမဲ့လည်းဂျီဖက်လိုမျိုးရီစာဟောင်းပြန်လာမှာကိုစောင့်နေကြသူတွေအတော်ကိုများပြားနေကြပါတယ်။ဒီကနေ့မှာကြတော့လူတယောက်နဲ့တယောက်ရဲ့ချစ်ချင်းမြတ်တာတွေဟာဘယ်လိုမှမပြောင်းလဲနိုင်ဘူးဆိုတာကိုဂျီဘက်ကရီစာဟောင်းကိုပြန်တွဲပြီးသက်သေပြသွားခဲ့တာပါ။ပိုဆိုတာကတော့ကြားထဲမှာ၃နှစ်ကျော်ကြာအောင်တွဲလိုက်တဲ့နန်းစုကိုဝိုင်းသနာနေကြတာပဲဖြစ်ပါတယ်။ရွှေဘပုံနဲ့ပြက်ပြီးနန်းစုနဲ့တွဲကြတဲ့အခါမှာတော့ကလည်းတယောက်ကိုတယောက်ချစ်မြတ်နိုးကြောင်းတွေတချင်းဆိုပြီးတော့ကျူးပြခဲ့ပေမဲ့ရီစာဟောင်းကိုစနစ်ကျော်ကြာအောင်မမေ့နိုင်သေးပဲဘီနာမှာရှိနေပေးခဲ့တဲ့နန်းစုအတွက်ဝိုင်းပြီးသနာနေခဲ့ကြတာပဲဖြစ်ပါတယ်။နန်းစုအနေနဲ့ကတော့သူတို့နှစ်ယောက်တွဲနေစဉ်အတွင်းမှာစွမ်းကုန်ချစ်ပေးပြီးအကောင်းဆုံးပေးဆက်ခဲ့ပြီးမို့နောင်တတွေရောချစ်ချင်းတွေရောကဲမှာပြီဆိုပြီးပြောလာခဲ့တာကြောင့်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။